YouTube တီထောင်သူအပိုင်း2ကနေပြန်လဲကြိုးဆိုပါတယ်အပိုင်း1မှာတော့တီထောင်သူ3ဦးအကြောင်းရှင်းပြထားပါတယ်မကြည့်သေးရင်အရင်ကြည့်ပြီးမှအပိုင်း2ကိုပြန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့စလိုက်ကြရအောင်ထိုင်ဝမ်သားကနေအရင်ဆက်ရအောင်ဖိဖကုမ္ပဏီမှာသူ့ဘော်ဒါလေး2ယောက်နဲ့အလုပ်တူလုပ်ကြတာ Elon Musk ရဲ့ဖိဖမှာပေါ့2002မှာတော့ပိုင်ရှင်ကြီးက eBay ကုမ္ပဏီမှာပေါင်လိုက်တော့တပြည့်မပြောင်းပေမဲ့အုပ်ချုပ်သူပြောင်းတာအုပ်ချုပ်သူပြောင်းလဲတာဘလောက်တောင်ဖရိုဖရဲဖြစ်ပြီးအခက်ခဲဘလောက်ထိရှိတယ်ဆိုတာပရိသတ်တို့သိပြီးသားပါညီနောင်3ဦးလဲအဲ့လိုပဲကျဲစင်စီမှာမပြောတော့မျက်နှိုးစီသွားရတော့တာပေါ့သူတို့3ဦးလဲသူများစီမှာကျွမ်းခံမဲ့အစားကိုပိုင်ကုမ္ပဏီလေးထောင်ဖို့ပို့ပြီးစဉ်းစားကြတာအဲ့တော့အလုံနာချိန်တွေနေ့လေထမင်းစားချိန်တွေမှာတွေ့ဆုံရင်အတူတူအကြံအမြဲတမ်းထုတ်ဖြစ်ကြတယ်2004ခုနှစ်မှာတော့အိန္ဒိယသမုဒ္ဒရာဆူနာမီဘေးဒဏ်ကကမ္ဘာကြီးကိုတုံးလုံးစေခဲ့တယ်အဲ့ချိန်မှာဘေးဒဏ်ကြုံရတဲ့ဒေသတွေရဲ့ဗီဒီယိုရှာကြည့်ကြတာဗီဒီယိုတွေကိုမျှဝေရန်နေရာကောင်းမရှိတော့ကြောင်းဗီဒီယိုမျှဝေတဲ့ site တစ်ခုလိုအပ်လာတယ်လို့ခန်းစားမိခဲ့တယ်လို့တခါပြောဘူးတယ်သူတို့ရဲ့ဘဝကမလွယ်ဘူးဆိုကမှဖေးပါကသူတို့လုပ်ငန်းကိုတိုးချဲ့ချင်တာမောင်ချမ်းကတရုတ်စီလွတ်ခံလိုက်ရတယ်ထုံးစံအတိုင်းတရုတ်တန်ခံနေရပြီးအစကတည်းကမလွယ်ပါဘူးဆိုကမှအနာဘော်တုံးကြဖြစ်နေပြီးအထက်ကဖိအောက်ဖိနဲ့အလုတ်ဖိအားကိုပြောတာအဲ့ချိန်မှာမောင်ချမ်းကသူ့လုပ်ဖို့ကင်ဖက်တွေကိုသူတို့ရဲ့ idea အကြောင်းပြောတာဘယ်သူကမှစိတ်မဝင်စားကြဘူးသူတငယ်ချင်းတွေကိုဆက်သွယ်တော့လဲဂျာမန်သားကကြောင်းဆက်တက်ချင်းသေးတာနဲ့မောင်ဖြူကြတော့လေအလုံများတာနဲ့အဆင်မပြေနိုင်ဖြစ်သွားရောတငယ်ချင်းပဲစဉ်းစားကြည့်သူတို့ sponsor လည်းမရှိပါမရှိနဲ့အိမ်ခန်းငှားဖို့တောင်အနိုင်ဆိုကမှလက်ရှိအလုပ်ထွက်ပြီးမတေချာမရေရတဲ့အရာပေါ်မှာဘဝကြီးကိုပုံအောဖို့ကလုံးဝမလွယ်တဲ့အရာကြီးအဲ့လိုနဲ့သူတို့ရဲ့အကြံကပထမဆုံးအကြိမ်ဖြစ်ပြေရောအဲ့လိုနဲ့နေရင်ထိုင်ရင်2005ရောက်တော့ကဘာတဝမ်းလုံးကိုလှုပ်ခါစေတဲ့ application တစ်ခုထွက်ပေါ်ပါလေရောအဲ့ဒါကလူတိုင်းသိပြီးသားဖြစ်တဲ့ Facebook ပေါ်လူသုံးအများဆုံးလဲဖြစ်ဝင်ငွေအကောင်းဆုံးလဲဖြစ်တော့လူတိုင်းစိတ်ဝင်စားချိန်မှာကံကောင်းကျင်တော့မောင်ချမ်းလဲအင်ဂျင်နီယာအဖွဲ့ဝင်ဖြစ်ကမ်းလှမ်းခံခဲ့ရတယ်ခွေးသားလေးကအလုပ်ကိုလက်ခံလိုက်တယ်ဆိုပေမဲ့သူ့စိတ်က KTV မှာလူတခြားစိတ်တခြားဆိုတယ်လို့ပေါ့သူ့ရဲ့စိတ်ကသူ့ရဲ့အိမ်မက်ထဲမှာပဲအမြဲရှိတယ်ကိုပိုင်လုပ်ငန်းတည်ထောင်ဖို့မျှော်လင့်ချက်ကိုဆိုလိုတာအဲ့လိုနဲ့သူ့ရဲ့တောညီနောက်နှစ်ဖို့ကိုပြန်ဆက်သွယ်တာသူတို့ညစာစားပွဲမှာသူတို့ရဲ့ပူစီလေးတွေပြဟိုဟာပြဘာပြညာပြနဲ့သူတို့ပြချင်တဲ့အရာတွေကိုတကူးတကပြစရာမလိုပဲ line ပေါ်မှာလွယ်လွယ်တင်လွယ်ကြည့်လို့ရတဲ့ website လေးသာရှိရင်ဘယ်လောက်တောင်ကောင်းလိမ့်မလဲစဉ်းစားကြပြီးတော့အဲ့ကနေဗီဒီယိုထုတ်လွှင့်လို့ရတဲ့ website လေးဖန်တီးဖို့စိတ်ကူးရှိပါလေရောပြီးတော့တောသားလေးတွေကကလိန်ကစစ်သမားပြီးဂျင်ရောင်းရဲ့ဟာရနာဆိုတဲ့ website ရဲ့ idea တွေကိုခိုးယူပြန်ပွားဖို့သဘောတူကြတာသူ့အကြောင်းကလည်းနောက်ဗီဒီယိုတွေမှာတင်နိုင်အောင်စူးစမ်းပါမယ်အကြောင်းတင်တဲ့အချိန်မလို့ရလေအောင် subscribe ပေးကြဖို့တောင်းဆိုချင်ပါတယ်အဲ့လိုနဲ့သူတို့သုံးကောင်ကသူတို့ရဲ့ကုမ္ပဏီကို YouTube အဖြစ်အမည်ပေးလိုက်ကြဖို့သဘောထားကြတယ်ဆိုလိုရင်းကတော့ user generated content နဲ့ YouTuber ကတော့ TV ကိုဆိုလိုခြင်းဖြစ်ပါတယ်အစပိုင်းတီထောင်ရဲ့ရည်ရွယ်ချက်က line ပေါ်ကနေမတ်ဆုံနဲ့ဒေါသလေးတွေအတွက်ရေးစားရှာလို့ရတဲ့ dating website ရဲဘော်3ဦးကသူတို့ရဲ့ကုမ္ပဏီနာမည်သတ်မှတ်ပြီးတော့အလုပ်ကိုစီခွဲယူတော့တာပေါ့ထူးခြားချက်ကအဲ့အချိန်မှာသူတို့က sponsor မရှိပါမရှိပြီးတော့ကိုဘာသာရဲ့တီကာစားဆိုတော့အချိန်ကိုအပြည့်မပေးနိုင်ကြဘူးဂျာမန်သားကလည်းကြောင်းတစ်ဖက်နှင်းကျန်နှကောင်ကလည်းသူတို့အလုပ်ကိုစီနဲ့ထိုင်ဝမ်သားကတော့အဲ့ချိန်မှာ Facebook မှာအလုပ်ဝင်တာသူ့အထက်လူကြီးကလည်းအတန်တန်တတိပေးထားတယ် Facebook ကကြီးတစ်ထက်ကြီးပြီးကျေပြန့်လာပြီးမင်းအလုပ်တကယ်ထွက်ရင်တော့မှနောက်တရမှာတော့တဲ့မမိုက်သားကလည်းခေါင်းမာစွာဖြစ်ဆက်လုပ်ရင်းနဲ့သူတို့အလုပ်တော်တော်ပြီးမြောက်ကြပြီးအလုပ်ပြီးတော့မှပြတာနာတွေ့တော့တာပေါ့ဗီဒီယိုတင်ဖို့ဖိုင်ရမ်းကြည့်တာရဲ့အမျိုးအစားရမ်းများတာရဲ့နဲ့တိုင်ပတ်ကြတာအစိုးဆုံးကအခက်အချိန်ခါမှာအမေရိကန်နိုင်ငံရဲ့အင်တာနက်လိုင်းကအခုချိန်မြန်မာနိုင်ငံရဲ့အင်တာနက်လိုင်းနဲ့အရန်စင်တူနေလို့ပဲအဲ့လိုနဲ့အဖြေရှာရင်းနဲ့သူတို့တွေရှိချက်က flash player shit ကြီးပေါ်အဲ့ဒါကဘာလဲဆိုရင်ဗီဒီယိုကြည့်ဖို့အရင်ဆုံးတကူးတကတောင်းစရာမလိုပဲ line ပေါ်ကနေတိုက်ရိုက်ကြည့်လို့ရပြီလေကံကောင်းကျင်တော့အဲ့ဒါကြီးကကွန်ပျူတာအားလုံးရဲ့98%မှာသုံးလို့ရတာပဲအဲ့လိုနဲ့ကမ္ဘာပထမဆုံးတင်တဲ့ဗီဒီယိုကဂျာမန်သားလေးရဲ့မိတစုံဆိုတဲ့ဗီဒီယိုလေးပေါ့အဲ့ချိန်မှာသူတို့ရဲ့ဘဝကဖန်ဂရက်ရဲ့မင်လိုပဲဗီဒီယိုကောင်းတွေကိုဟာသားဆန်ဆန်နဲ့နားလည်လွယ်အောင်အချိန်ပေးပြီးစနစ်တကျဖန်တီးတာဘယ်သူမှစိတ်မဝင်စားကြဘူးမင်ကတော့လက်လျှော့ခြင်းစိတ်တောင်ဖြစ်လာတယ်တူတိုကတော့အဲ့လိုမဟုတ်ဘူးမော်ဒယ်လှလှလေးတွေကိုဒေါ်လာ20ပေးပြီးတင်ခိုင်းလိုက်လေရောအဲ့လိုနဲ့သူတို့ဒီတိုင်းလွတ်ထားတော့တာမတာမတကောင်ကသူ့ခွေးပုံကောက်တင်လိုက်လေရောနောက်တကောင်ကလည်းသူ့ကြောင့်နောက်ထပ်တကောင်ကတချင်းဆိုနောက်ထပ်တကောင်ကသူ့ကိုသူ့ဗီဒီယိုရိုက်ကြတာအခါမှာအဲ့လိုကိုကြိုက်တဲ့ဗီဒီယိုကြိုက်တယ်လို့တင်လို့မရခဲ့ဘူးလေခုရပြီဆိုတော့ပျော်ပပပဲတင်လိုက်ကြတော့တာအဲ့လိုနဲ့ဖန်တီးရှင်3ကောင်ကလည်းကုတ်တွေပါတွေအဆင်မြင့်ပြီး online ချင်းတွေတဲ့ website ထဲကနေကိုကြိုက်တာတင်ကိုကြိုက်တာကြည့်ဆိုတဲ့ website အဖြစ်ပြောင်းသွားပါလေရောအဲ့လိုနဲ့လူကြိုက်များလာပြီဆိုတော့ sponsor တွေဘာညာကွက်ရှိလာတယ်ပြီးတော့သူတို့ဆက်လုပ်မယ်လို့ပြောတော့ကဂရုတောင်မစိုက်တဲ့လုပ်ဖို့ကင်ဖက်တွေကိုသူတို့ကအလုပ်ပြန်ခံတာသူတို့ရဲ့လက်အောက်ငယ်သားတွေဖြစ်ကုန်ပါလေရောမိတ်ဆွေတင်ပါပဲလှုပ်တင်းကိုကန့်ကွက်တဲ့အဖွဲ့ရှိကိုရှိတယ်ဂရုတောင်မစိုက်တဲ့အဖွဲ့လည်းရှိအောင်ပါ
ဒါပေမဲ့စိတ်မပူနဲ့တင်းအလုပ်ကိုတာတင်စူးစမ်းတင်းကိုမှထောက်ခံတဲ့လူတွေတနေ့ကြရင်တင်းလက်အောက်မှာခေါင်းငုံပြီးအလုပ်လုပ်ကြလိမ့်မယ်ဆိုတာအမြဲတွေးပြီးကိုလုပ်เสียရှိတာပဲဆက်လုပ်ပါမိတ်ဆွေ